Hello ဒီကနေ့ကတော့သမင်းစားပြမှာဖြစ်ပါတယ်ဒါတော့သမင်းပါခုတနေ့ကရှက်ထားတယ်စက်သားနဲ့အာတူဖြစ်ပါတယ်ဒီကနေ့ရဲ့အသက်ကတော့မှုဟင်းလေးကိုတောချက်လေးရှက်ထားပါတယ်ကဲစားသမင်းတယောက်တည်းလေးစားမှာလေဖြစ်တော့ပြင်းတော့ပိတ်ရက်ဆိုတော့အားကြောင့်ဗီဒီယိုလေးရိုက်လိုက်တာပေါ့နော်အထူးသဖြင့်ပိတ်ရက်ဆိုအရင်ပြင်းတယ်ဒူဘိုင်းမှာတော့ကြတော့မပြင်းဘူးပိတ်ရက်ရဖို့ကဒူဘိုင်းမှာဆိုပိတ်ရက်ရရင်ပြအခုကတော့ပိတ်ရက်ထားပိတ်ရက်ပြင်း so good စတန်နဲ့အာလူဒါလေးကတော့ဒါလေးကအရင်စားချင်လို့လေတော့ချက်လေးပေါ့မပြီးသေးနဲ့ခံချက်လို့လို့ပါစီလေးနဲ့ပါတော့ပါတယ်နည်းနည်းလေးစီမပါပြတ်မပါလေးပေါ့အဲ့လိုလေးချက်ထားတယ်အခုပြပိုင်းတွင်ထမင်းကိုပဲရန်ခရီးဖြစ်နေပေါ့ညီတော်ခေါ်ဆိုကြိုက်ပါကြောစားအခုရပိုင်းတွင်ထမင်းနဲ့ဟင်းစီပြန်လို့အဲ့လိုမျိုးရန်ခရီးဖြစ်နေရချက်စားဖြစ်တယ်ပေါ့တယောက်တည်းလည်းနေရဆိုတော့ချက်စားရဆိုပေမဲ့လည်းချိန်ကုန်လာခြင်းကတော့တူတူပဲဒီဘက်မှာကြာအမနဲ့ဆိုတော့ရှက်ရပိုရှင်နေနေများတယ်ပိုရှင်များလည်းဒီအချိန်နဲ့ပိုရှင်နဲ့လို့တယောက်တည်းချက်လဲဒီအချိန်နဲ့ဆိုတော့တယောက်တည်းကြောက်ကိုချက်တာစားရတာဒါမှမဟုတ်ဒီစားပြတရက်နေ့ပဲငါချရှာတာပေါ့ငါတော့တိုင်ကစားပြီးရပေါ့ခုကလေးရပါတယ်ဟိုနဲ့ရှင်းကောင်းပါပဲမြန်မာပြည်ပြန်သွားတယ်လို့ပဲဒီမောကလည်းဈေးကြီးရောမောပဲစားပြီးဒီမှာကအမောလို့တခြားပါအဲ့လိုမောလေးပေါ့ပြရပေါ့ဒီမောကတော့မြန်မာပြည်မောနဲ့စင်နေပေါ့ဈေးလည်းကြီးရရဲစားနေရတယ်ဝယ်စားလိုက်တော်တော်လေးကောင်းပါချက်တော့လည်းကလော်တီရတယ်ကလော်တီမြေတီချမ်းမောက်ပြီးတော့ဆောင်းနာပြောသလိုပဲပေါ့အဲ့လိမ့်မှာကဘယ်လိုမျိုးတွေနေပြလဲဆိုတော့အေးစစ်စစ်ကြိုက်တဲ့သူမျိုးတွေမမကိုမိသားစုခေါ်ပြီးတော့လာနေချင်းတဲ့သူမျိုးဆိုအဆင်ပြေတယ်မြေစရိတ်ကလည်းတူပိုင်းတက်ဆိုင်တော်တော်လေးစိတ်ရွှေလို့ပြောရမယ်ပေါ့နော်စားစရိတ်ကတော့အတူတူလောက်ပဲတူပိုင်းတွေကဥပမာလူငယ်တွေနိုင်အောက်ထွက်ရတာကြိုက်တယ်နည်းနည်းကလပ်ချက်ပါတီတက်ရတာနိုင်လိုက်တူကြိုက်တဲ့သူတွေဆိုရင်တော့အဲ့လိမ့်ကိုကြိုက်မှာမဟုတ်ဘူးအဲ့လိမ့်ကည7 နာရီလောက်ဆိုတော့တိတ်ပြောသွားတဲ့သူတွေမရှိဘူးတူပိုင်းမှာဆိုတည့်ရတာည3 နာရီကျော်လမ်းပေါ်မှာရောက်နေတဲ့သူတွေရှိနေဆိုတော့ဒီမှာမိသားစုတွေလုံးနေကြတာဆိုတော့7 နာရီလောက်ဆိုတိတ်ပြီးတော့မရှိတော့ဘူးရှိတော့ရှိရတယောက်တစ်လေလောက်ပဲ restaurant တွေတော်တော်များကလည်းညလုံးမဖွင့်တဲ့ restaurant တွေမရှိတော့ရှာရပေါ့7 နာရီလောက်ဆိုပိတ်ပြီးတော့အဲ့လိုမျိုးတိတ်ပြီးတော့နိုင်လည်းမရှိဘူးပေါ့ကိုနိုင်လည်းကို enjoy နေဆိုရင်တော့ဒီဘိုင်းကအဆင်ပြေပဲကိုနိုင်ပဲ easy နေရတာမျိုးကြိုက်တယ်ဆိုရင်တော့အဲ့လင်းကို wish တယ်နေပေါ့ဒီမှာကအတိကကတော့သူတို့က tourist ကတော့နေရပေါ့နော်ဒီဘိုင်းကတော့ tourist ကတော့အရင်ပေါ်တယ်ဒီနေ့ကတော့ဒီလောက်ပါပဲ see you next video